ဒီတစ်ခါမှာတော့ Mortal Kombat ဆိုတဲ့ Action ကားကြီးရဲ့ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကြီးထဲမှာဆိုရင်ကမ္ဘာမြေကြီးကရွေးချယ်ခံတိုက်ခိုက်သမားတွေဟာလူသားတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမယ်သွေးစွန်းတဲ့ပြိုင်ပွဲတစ်ခုကိုဝင်ရောက်ရှင်ပြိုင်ရတော့မှာဖြစ်ပါတယ်။1819ခုနှစ်ဂျပန်ပြည်မှာဟန်ဆိုဆိုတဲ့နင်ဂျာတယောက်ဟာသူ့ရဲ့မိသားစုနဲ့အတူပျော်ရွှင်ရွှင်ငြိမ်းချမ်းချမ်းနေထိုင်ကြပါတယ်။အဲဒီလိုနဲ့ဟန်ဆိုကရေခတ်ဖို့အတွက်တောရဲကိုထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့သူ့ရဲ့ဇနီးနဲ့ကလေးတွေဟာသူတို့နေပတ်ဝန်းကျင်ကလူတွေကိုတပ်ဖြတ်နေတဲ့တိုက်ခိုက်မှုတွေတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်။ဒီလိုမျိုးကြောက်မက်ဖွယ်ကောင်းတဲ့အခြေအနေမှာတော့ဟန်ဆိုရဲ့ဇနီးဖြစ်သူကသူ့ရဲ့ရင်သွေးလေးကိုမြောက်နေရာတစ်ခုမှာလှုပ်ဝက်ပြီးတော့ဖွက်ထားလိုက်ပါတယ်။တိတ်မကြခင်မှာပဲဘီဟန်ဆိုတဲ့လူယုံမာကဟန်ဆိုရဲ့ဇနီးနဲ့ကလေးရှိရာကိုရောက်လာခဲ့ပြီးတော့ဟန်ဆိုပမာလေးဆိုတာကိုရှာဖွေမေးမြန်းလိုက်သလိုအဲဒီအချိန်မှာပဲဘီဟန်ကရေခဲတွေကိုထိန်းချုပ်နိုင်တဲ့သူ့ရဲ့ထူးခြားတဲ့စွမ်းအားကိုလည်းထုတ်ပြလိုက်ပါတယ်။ဟန်ဆိုပမာလေးဆိုတာကိုမပြောပြတာကြောင့်ဟန်ဆိုရဲ့ဇနီးနဲ့ကလေးကိုဘီဟန်ကအဆုံးသတ်တပ်ဖြတ်လိုက်ပါတယ်။မိနစ်ပိုင်းလေးကြာပြီးတဲ့နောက်မှာဟန်ဆိုတယောက်အိမ်ကိုပြန်ရောက်လာပြီးတော့သူ့ရဲ့ဇနီးနဲ့ကလေးတွေတေဆုံးနေတာကိုတွေ့ရှိလိုက်တာကြောင့်တော်လေးကိုစိတ်ထိခိုက်သွားခဲ့ရပါတယ်။ဟန်ဆိုတယောက်စိတ်ထိခိုက်နေနေပဲဘီဟန်လက်အောက်ခံတိုက်ခိုက်သမားအုပ်စုကိုရင်ဆိုင်တိုက်ခိုက်လိုက်ရပြီးတော့နောက်ဆုံးမှာတော့သူ့ကိုစောင့်နေတဲ့ဘီဟန်နဲ့ပါထိတ်တိုက်တွေးဆုံလိုက်ရသလိုအဲဒီကစပြီးတော့ဟန်ဆိုနဲ့ဘီဟန်တို့ရဲ့ပြင်းထန်တဲ့တိုက်ပွဲကြီးကစတင်လိုက်ပါတယ်။နောက်ဆုံးမှာတော့ဘီဟန်ကပြင်းထန်တဲ့တိုက်ခိုက်မှုနဲ့ဟန်ဆိုကိုတိုက်ခိုက်လိုက်တာကြောင့်ဟန်ဆိုတယောက်မလုံမရှက်ဖြစ်ခါအခြေအနေဆိုးဝါးသွားခဲ့ရပါတယ်။ဘီဟန်ကတော့သူဟာဟန်ဆိုရဲ့မျိုးနွယ်စုကိုဖျက်ဆီးဖို့အတွက်ရောက်လာတာပါလို့ပြောကြပြီးဟန်ဆိုသေးဆုံးတော်မယ်လို့ယူဆကသူ့ရဲ့မစ်ရှင်ကိုအောင်မြင်ပြီလို့ထင်မှတ်ကထွက်ခွာသွားခဲ့ပါတယ်။ခဏကြာမှတော့မေမျောနေရာကနေပြန်လဲနိုးထလာတဲ့ဟန်ဆိုတယောက်သူ့မိသားစုအလောင်းနေစီကိုတွားသွားလိုက်ပါတယ်။အသက်ဆုံးရှုံးသွားခဲ့ပြီးတဲ့နောက်မှာတော့ဟန်ဆိုရဲ့ခန္ဓာကိုယ်ထဲကနေမီးတောက်တွေထွက်ပေါ်လာပြီးတော့ပျောက်ကွယ်သွားခဲ့ရပါတယ်။ဒီသွေးစွန်းတဲ့ဖြစ်ပျက်ကြီးရဲ့နောက်ပိုင်းမှာတော့တယ်လီပို့လုံနိုင်တဲ့လျှက်စီးနှက်ဖျားရိုက်ဒန်တယောက်ရောက်ရှိလာခဲ့သလိုရိုက်ဒန်ကတော့ဟန်ဆိုရဲ့ရှင်သန်နေသေးတဲ့ရင်သွေးငယ်လေးကိုယူဆောင်ပြီးတော့တင်နေရာကိုခေါ်ဆောင်သွားခဲ့ပါတယ်။နှစ်ပေါင်းရချီကြာပြီးတဲ့နောက်မှာတော့ဘီဟန်အသက်ရှင်လျက်ရှိနေစေဖြစ်ပြီးသူ့ရဲ့နာမည်ကို Sub-Zero လို့ပြောင်းလဲက Awar ဆိုတဲ့ကမ္ဘာတစ်ခုမှာနေထိုင်နေပါတယ်။ Awar ကမ္ဘာရဲ့ရှင်သခင်ရှန်ဆောင်ရဲ့မိတ်နဲ့ Sub-Zero တယောက်သူ့ရဲ့ပြစ်မှတ်ကိုတပ်ဖြတ်ဖို့အတွက်ကမ္ဘာမြေကြီးစီကိုသွားရောက်ခဲ့ပါတယ်။ကမ္ဘာမြေကြီးစီကိုပြန်လာခဲ့တဲ့အခါမှာတော့ချီကာဂိုက MMA Professional Fighter တယောက်ဖြစ်တဲ့ကိုးဆိုသူနဲ့တွေ့ဆုံခဲ့ရပါတယ်။သူအတန်းစားမှာချန်ပီယံပွဲကိုရယူနိုင်ခဲ့ပေမဲ့အခုမှတော့ကိုးဟာသူ့ရဲ့စွမ်းဆောင်ရည်တွေကြားဆင်းလာတာကြောင့်ရှုံးနိမှုများစွာနဲ့ရင်ဆိုင်နေရပါတယ်။အဲဒီနောက်မှာတော့ကိုးတယောက်ပြိုင်မဲ့တဲ့နဲ့ရင်ဆိုင်လိုက်ရပြီးအန်နီရှိတဲ့ပြိုင်မဲ့ရဲ့ပိတ်လောင်မှုကြောင့်နောက်ဆုံးမှာတော့ရှုံးပေးလိုက်ရပါတယ်။ပွဲပြီးတော့တဲ့နောက်မှာတော့ကိုးဟာ Jazz လို့ခေါ်တဲ့စစ်သားဟောင်းတယောက်နဲ့ရုတ်တရက်ဆုံတွေ့လိုက်ရသလို Jazz ရဲ့မိန်းကလေးကြောင့်ကိုးတယောက်သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကငကားပုံစံမွေးရပါအမှတ်သားကိုထုတ်ပြလိုက်ပါတယ်။အဲဒီလိုနဲ့အချိန်နေကြာလာပြီးတဲ့နောက်မှာတော့ကိုးတယောက်သူ့ရဲ့ဇနီးနဲ့ကလေးတွေနဲ့အတူစားတော့ဆိုင်နားမှာစကားပြောဆိုပျော်ရွှင်နေတာကို Jazz ကခိုးပြီးတော့စောင့်ကြည့်နေခဲ့ပါတယ်။ဒီအချိန်မှာပဲ Sub-Zero တယောက်သူ့ရဲ့ mission ကိုလှုပ်ဆောင်ဖို့အတွက်ရောက်လာခဲ့ပါတယ်။ Sub-Zero ရဲ့တိုက်ခိုက်မှုကြားကနေ Jazz ကကိုးရဲ့မိသားစုကိုကယ်တင်ပြီးတော့ခေါ်ဆောင်ထွက်ပြေးခဲ့ပါတယ်။ထွက်ပြေးနေနေပဲ Jazz ကရေးကြီးတဲ့ချက်တစ်ခုကိုထုတ်ဖော်ပြောကြားလိုက်ပါတယ်။ကိုးဟာသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာငကားပုံစံအမှတ်သားရှိနေတာကြောင့် Sub-Zero ရဲ့ပြစ်မှတ်ဖြစ်နေကြောင်းသိရှိလိုက်ရပါတယ်။ဒီငကားပုံစံအမှတ်သားကတော့ကိုးဟာကမ္ဘာမြေကြီးရဲ့ရွေးချယ်ခံတိုက်ခိုက်သမားတယောက်ဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်။ Jazz ကလည်းသူ့ရဲ့ငကားပုံစံအမှတ်သားကိုထုတ်ပြလိုက်တာကြောင့်သူ့ရဲ့ status ဟာကိုးနဲ့အတူတူပဲဖြစ်ကြောင်းသိရှိလိုက်ရပါတယ်။ Jazz ကတော့သူ့ရဲ့ mission ဟာကမ္ဘာမြေကြီးရဲ့ကိုစားပြုတိုက်ခိုက်သမားတွေကိုစုဆောင်းပြီးတော့သူ့ရဲ့လုံးဖော်ကိုင်မဲ့ဆိုညာနဲ့တွေးဆုံမှုဖြစ်ကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။သိမကြခင်မှာပဲ Sub-Zero တယောက်ထပ်မံပေါ်ပေါက်လာပြီးတော့ Jazz ရဲ့ကားကိုပိတ်ဆို့လိုက်ပါတယ်။ Jazz ကတော့ကိုးကိုသူ့မိသားစုတွေကိုလုံခြုံတဲ့နေရာစီကိုခေါ်ဆောင်သွားနိုင်ဖို့အတွက်သူ့ရဲ့ကားကိုပေးလိုက်ရင်ကိုးမိသားစုတွေလွတ်မြောက်သွားအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ Sub-Zero နဲ့တိုက်ခိုက်ခဲ့ပါတယ်။ Sub-Zero ကတော့အခက်အခဲမရှိပဲ Jazz ရဲ့လက်နှစ်ဖက်ကိုသူ့ရဲ့ရေခဲတိုက်ခိုက်မှုနဲ့ဖျက်တောက်လိုက်တာကြောင့် Jazz တယောက်အရှုံးပေးပြီးတော့သတိမေ့သွားတဲ့အခါမှာတော့ Sub-Zero ကသူ့ရဲ့ mission ကိုဆက်လက်လုပ်ဆောင်ဖို့အတွက်ထွက်ခွာသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ကိုးကသူ့မိသားစုကိုသူတို့အိမ်စီလုံခြုံစွာပို့ဆောင်ပေးခဲ့ပြီးတော့ဖြစ်ရမှန်တွေကိုလက်ခံမှုစီးရုံးလိုက်ရင် Jazz ပေးတဲ့သတင်းချက်လက်တွေနဲ့စွန်ညာကိုရှာဖွေဖို့အတွက်ထွက်ခွာသွားခဲ့ပါတယ်။ရည်ရွယ်တဲ့နေရာကိုရောက်သွားတဲ့အချိန်မှာတော့ကိုးဟာစွန်ညာကသူ့ကိုဗီလိန်ဖြစ်မှားယွင်းစွာထင်မြင်ယူဆပြီးတော့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ကိုးက Jazz ရဲ့တောင်းဆိုမှုကြောင့်ရောက်လာတာကိုသိရှိလိုက်တာနဲ့စွန်ညာကသူ့ကိုတိုက်ခိုက်တာကိုရပ်တန့်လိုက်ပါတယ်။အဲနောက်မှာတော့စွန်ညာကကိုးကိုသူ့ရဲ့လှုပ်ဝက်နေရာကိုခေါ်ဆောင်သွားပြီးတော့ငကားအမှတ်သားနဲ့ပတ်သက်တဲ့သူတေသနာရလဒ်တွေကိုပြသလိုက်ပါတယ်။ပြောရမယ်ဆိုရင်တော့စွန်ညာဟာ Jazz နဲ့အတူ Special Force အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပူပါတယ်။ Jazz ကြောင့်ဘရာဇီးမှာ mission လုပ်ဆောင်ရင်းနဲ့တတ်လိုက်တဲ့သူမှာငကားအမှတ်သားရှိနေခဲ့ပြီးတော့အဲ့ဒီပြစ်မှတ်ကိုတတ်လိုက်တာကြောင့် Jazz ကငကားအမှတ်သားကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီထက်ပိုပြီးပြောရမယ်ဆိုရင်တော့ဒီငကားအမှတ်သားရှိတဲ့ကမ္ဘာကြီးရဲ့ရွေးချယ်ခံတိုက်ခိုက်သမားတွေဟာ Mortal Kombat လို့ခေါ်တဲ့ပြိုင်ပွဲတစ်ခုကိုဝင်ရောက်ရှင်ပြိုင်ရတော့မှာဖြစ်ပါတယ်။ရှေးစင်ဆိုင်တွေကကျင်းပလာတဲ့ဒီပြိုင်ပွဲတွေမှာတော့ကမ္ဘာချိုကိုစားပြုတိုက်ခိုက်သမားတွေဟာအဝါကကိုယ်စားလှယ်တွေနဲ့ရင်ဆိုင်ရှင်ပြိုင်ကြရမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲရဲ့အခြေအနေပေါ်မှာကမ္ဘာပေါ်ကလူသားတွေရဲ့အနာဂတ်ဟာမူတည်နေတာကြောင့်လေအရေးပါလို့နဲ့ပြိုင်ပွဲတစ်ခုဖြစ်သတ်မှတ်ထားကြတာပါ။ဒီချက်လက်တွေကိုသိပြီးတဲ့နောက်မှာခေတယောက်စုံစမ်းရင်းနဲ့စွန်ညာဟာကာနိုလို့ခေါ်တဲ့လူသက်သမားတူကိုဖမ်းဆီးထားတာကိုတွေ့လိုက်ရပါတယ်
ဒီနေရာမှာတော့မထင်မှတ်ဖဲကာနိုဟာသူ့ရဲ့ပြစ်မှတ်ကိုတတ်ပြီးရနဲ့ငကားအမှတ်သားပေါ်လာတာကိုတွေ့လိုက်ရတာကြောင့်သူလည်းကိုနဲ့ Jazz တို့လိုပဲကဘာဂျိုကိုစားပြုတိုက်ခိုက်သမားတယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်။သိမကြခင်မှာပဲဆွန်ညာရဲ့ပုံခွေရနေရာကိုရှမ်းဆောင်ရဲ့ကိုယ်စားလှယ် Zod ကဝင်ရောက်တိုက်ခိုက်လာခဲ့တာကြောင့်ကိုနဲ့ဆွန်ညာတို့နှစ်ယောက်ပူးပေါင်းပြီးတော့ Zod ကိုအနိုင်ယူဖို့အတွက်ကြိုးစားခဲ့ကြပါတယ်။တစ်ဖက်မှာတော့ကာနိုကလည်း Zod ရဲ့ SAE ကိုသုံးချပြီးတော့သူ့ရဲ့လက်ထိပ်ကိုဖြုတ်ချနိုင်ခဲ့သလိုကိုရဲ့လမ်းညွှန်မှုကြောင့် Zod ရဲ့ဖုံးကွယ်နိုင်စွမ်းတွေကိုလုံမြောက်နိုင်ဖို့အတွက် Zod ရဲ့ကိုယ်ပေါ်ကိုမီးရှူးမီးတိုင်လေးတွေစိုက်ပြီးတော့အနိုင်ယူခဲ့လိုက်ပါတယ်။တိုက်ပွဲရဲ့ထွတ်ထိပ်မှာတော့ကာနိုဟာ Zod ရဲ့နှလုံးသားကိုဆွဲနှုတ်ပြီးတော့တတ်လိုက်နိုင်ခဲ့ပါတယ်။အချင်းတွေပြန်လည်တည်ငြိမ်သွားတဲ့အချိန်မှာတော့ဆွန်ညာကကိုနဲ့ကာနိုတို့ကိုကဘာဂျိုကိုစားပြုတိုက်ခိုက်သမားတွေလေ့ကျင့်ရာနေရာဖြစ်တဲ့ Raiden ဖျားเจ้าကိုခေါ်ဆောင်သွားခြင်းခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကတော့ဆွန်ညာတယောက် Raiden ဖျားเจ้าကပမာရှိမှမသိတာပါပဲ။နောက်ပြီးတော့နောက်လာမယ့် Model Combat ပြိုင်ပွဲကလည်းမကြာခင်မှာကျင်းပတော့မှာဖြစ်တာကြောင့်အချင်းတွေကတော့အတော်လေးကိုရှုပ်ထွေးနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကိုကသူသာဆွန်ညာကိုတတ်မှတ်ထားတဲ့နေရာကိုခေါ်သွားနိုင်ကြောင်းဒါပေမဲ့သူ့ကိုဒေါ်လာ3 သန်းပေးရမယ်လို့အာမခံချက်ပေးလိုက်တဲ့အချိန်မှာဆွန်ညာဟာအဲ့လောက်ငွေကြေးတွေမရှိပါဘဲနဲ့ဒီသဘောတူညီချက်ကိုလက်ခံလိုက်ရပါတယ်။ကိုပိုင်လေရင်ကိုတုံပြုတ်ပြီးတော့ကာနိုတယောက်ဆွန်ညာနဲ့ကိုရိုးကိုခေါ်ပြီးတော့ Raiden ဖျားเจ้าကိုထွက်ခွာလာခဲ့ကြသလိုသူတို့လည်း Raiden ဖျားเจ้าတီရှိရာသဲကန်နာရတစ်ခုစီကိုရောက်လာခဲ့ကြပါတယ်။လမ်းလျှောက်မှာတော့လက်ဖွာကနေမီးလုံးတွေကိုပြစ်ထုတ်နိုင်တဲ့လူခန်းလို့ခေါ်တဲ့တိုက်ခိုက်သမားတယောက်ရုတ်တရက်ပေါ်လာခဲ့ပါတယ်။လူခန်းဆိုတာကလည်းမိုးကြိုးနဲ့ဖျား Raiden ရဲ့လက်အောက်ခံတွေကတယောက်ဖြစ်ပြီးတော့ Raiden ရဲ့ဖျားเจ้าမှာနေထိုင်သူတူပါပဲ။ကိုနဲ့သူ့ရဲ့အဖွဲ့ရဲ့ရွယ်ချက်ကိုတည်သွားခဲ့ပြီးတဲ့နောက်မှာလူခန်းဟာသူတို့ကို Raiden ဖျားเจ้าစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။ရောက်တဲ့လူခန်းကသူတို့ကိုဖျားเจ้าတစ်ပတ်လိုက်ပြရင်နဲ့အရေးကြီးတဲ့ချက်လက်တွေကိုပေးခဲ့ပါတယ်။ဒီ Model Combat ဆိုတာကတော့အသက်နဲ့ရင်ပြီးတိုက်ခိုက်ရတဲ့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပြီးတော့ကဘာဂျွန်နဲ့ Awaro ဟာရှေးပွေတနီတွေကရန်သူတွေဖြစ်ခဲ့ကြတာပါ။အဲနောက်မှာတော့လူခန်းက Jax ဟာအသက်ရှင်လျက်ရှိပြီးတော့ဖျားเจ้าကဆေးဖက်ဆိုင်ရာဝန်ထမ်းတွေရဲ့ကုသမှုခံယူနေတာကိုလည်းပြသခဲ့ပါတယ်။သိမကြခင်မှာပဲလူခန်းဟာကိုနဲ့သူ့အဖွဲ့ကို Raiden နဲ့တွဲဆုံပေးခဲ့ပါတယ်။ Raiden ကလည်းကာနိုရဲ့မာနာကြီးတဲ့အပြုတ်မှုကိုတန်ခတ်တဲ့အနေနဲ့လျှက်စစ်နဲ့ရှော့တိုက်လိုက်တာကြောင့်ကာနိုတယောက်မေးလဲကျသွားခဲ့ရပါတယ်။အချိန်တန်ကြာတဲ့ခါမှာတော့ Raiden ဟာအရေးကြီးတဲ့ချက်လက်တွေကိုပြောပြခဲ့ပါတယ်။အခုချိန်ဒီ Awa ဟာ Model Combat ပြိုင်ပွဲမှာ9ချိန်ဇက်တိုက်နိုင်ရထားခဲ့တာဖြစ်တယ်လို့လာမယ့်ပြိုင်ပွဲမှာတော့ Awa ကထပ်ပြီးတော့အနိုင်ရခဲ့မယ်ဆိုရင် Awa ဟာကဘာဂျိုကိုသိမ်းပိုက်နိုင်တော့မှာပါ။ပို့ပြီးတော့ဆိုးတာကတော့ Awa ရဲ့ခေါင်းဆောင်ရှမ်းဆောင်ကဒီအာနာကိုသုံးချပြီးတော့ဘော်ဘကလူသားတွေကိုကြုံဖြစ်သုံးချတော့မှာဖြစ်တာကြောင့်အချိန်တွေကတော့အတော်လေးကိုအန်နေများနေခဲ့ပါတယ်။မင်းနဲ့ငယ်ကြပြီးတဲ့နောက်မှာတော့ရှမ်းဆောင်နဲ့သူ့ရဲ့တပည့်တွေဟာချင်းချောက်ဖို့အတွက်ဖျားเจ้าစီကိုရောက်လာခဲ့ကြပါတယ်။ဒီနေရာကနေစပြီးတော့ရှမ်းဆောင်ဟာအဝါတက်ခိုင်သမားတွေ Model Combat ကိုပို့ပြီးတော့လွယ်လွယ်ကူအနိုင်ရနိုင်ဖို့အတွက်ဘာဂျိုကတိုက်ခိုင်သမားတွေကိုတတ်ဖို့ကြိုးစားနေကြတာကိုဖော်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ပွဲစီးမြင့်တွေကတော့ရှမ်းဆောင်အသုံးပြုခဲ့တဲ့မတမားတဲ့နီလန်းတွေကိုတားမြစ်ထားခြင်းမရှိဘူးဆိုတာကိုလည်းသိလိုက်ရပါတယ်။သူတို့ဖျားเจ้าကိုကာကွယ်ဖို့အတွက် Raiden ဟာလျှက်စစ်ဒိုင်းကတစ်ခုကိုဖန်တီးလိုက်တာကြောင့်ရှမ်းဆောင်နဲ့သူ့ရဲ့တပည့်တွေဟာအဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ရပါတယ်။အခြေအနေတွေဘေးကင်းသွားတဲ့အချိန်မှာတော့ယူခန်ကကိုနဲ့ကာနိုတို့ကိုအထူးလေ့ကျင့်ကွင်းမှာလေ့ကျင့်ပေးဖို့အတွက်ပြင်ဆင်နေခဲ့သလိုတစ်ဖက်မှာလည်းဆွန်ညာကငကားအမှတ်သားမရှိတာကြောင့်လေ့ကျင့်ခန်းလုပ်ခွင့်မရှိဘူးလို့ပိတ်ပင်ခံလိုက်ရပါတယ်။ဒါကြောင့်လေဆွန်ညာဟာကဘာမြေကိုစားပြုတိုက်ခိုက်သမားတူမဟုတ်ဘူးဆိုတာကိုသိလိုက်ရပါတယ်။အဲနောက်မှာလီယူခန်ဟာကိုနဲ့ကာနိုတို့အတွက်အရေးကြီးတဲ့ချက်လက်တစ်ခုကိုပြောပြခဲ့ပါတယ်။အဲဒါကတော့ Model Combat တိုက်ခိုက်သမားတွေအနေနဲ့ငကားအမှတ်သားကနေရရှိလာတဲ့ထူးခြားတဲ့အာကနာစွမ်းအားတွေရရှိဖို့လိုတယ်ဆိုတဲ့ချက်ပါပဲ။လေ့ကျင့်ခန်းလုပ်ရင်းနဲ့ကိုနဲ့ကာနိုတို့ဟာနောက်လာမယ့်ပြိုင်ပွဲမကျင်းပခင်သူတို့အာကနာတွေကိုဖွင့်နိုင်မယ်လို့မျှော်လင့်နေခဲ့ကြပါတယ်။ဒီတိုတင်းမှာတော့ဆွန်ညာက Jax နဲ့အတူအချိန်ဖြုံးနေခဲ့ပြီး Jax ကလည်းသူ့ရဲ့တပ်ထုနဲ့လှုပ်ထားတဲ့ဇီဝလက်မောင်းကိုလက်နက်ဖြစ်အသုံးပြုနိုင်ဖို့အတွက်လေ့ကျင့်နေခဲ့ပါတယ်။နေ့ရက်တွေကုန်ဆုံးလာပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာတော့ကိုတယောက်သူ့ရဲ့အာကနာကိုဘလို့မှဖွင့်လို့မရတာကြောင့်စိုးရင်ပူပန်လာခဲ့ပါတယ်။သူဟာကြိုးစားစားလေ့ကျင့်နေပေမဲ့လည်းယူခန်ကအာခနာဆိုတာဘဝရဲ့ရွယ်ချက်ဒါမှမဟုတ်နာကျင်မှုတွေနဲ့ဆက်ဆက်နေတယ်ဆိုတဲ့အသိမြင်ကိုပေးခဲ့ပါတယ်။ယူခန်ကလည်းသူဟာငကားအမှတ်သားရှိတဲ့မိဘမဲ့လူဆိုးတယောက်ကိုတတ်ပြီးတဲ့နောက်သူ့ရဲ့အာခနာကိုဖွင့်နိုင်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။အခြေအနေတွေကတဖြည်းဖြည်းပိုပြီးတော့ပူလာခဲ့ပါတယ်။ကာနိုကယူခန်နဲ့သူ့ရဲ့တိုက်ခိုက်သမားခွန်လောင်တို့နဲ့စကားများပြီးတော့ရန်ဖြစ်နေခဲ့ကြသလိုအဲ့လိုစိတ်ခံစားမှုတွေထွတ်ထက်ရောက်နေတဲ့အချိန်မှာပဲကာနိုဟာသူ့ရဲ့ညာဘက်မျက်လုံးကနေလေဆာရောင်ကြီးကိုရုတ်တရက်ပြစ်ထုတ်လိုက်နိုင်ခဲ့ပါတယ်။ဒီလိုထူကြတဲ့စွာဟာသူ့ရဲ့အာခနာဖြစ်နေတယ်ဆိုတာကိုကာနိုကနောက်ဆုံးမှသတိထားမိခဲ့ပါတယ်။အဲ့နောက်မှာတော့ကိုတယောက်လေ့ကျင့်ခန်းလုပ်နေခဲ့တဲ့အချိန်မှာ Raiden နဲ့တွေ့ဆုံခဲ့ပြီးတော့အဲ့ဒီအချိန်မှာ Raiden ကဟန်ဆိုရဲ့အခြေအနေကိုပြောပြခဲ့ပါတယ်။ဟန်ဆိုဟာ Sub-Zero ရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပြီးတဲ့နောက် Netherram လို့ခေါ်တဲ့ငရဲပုံကိုရောက်သွားခဲ့သလိုလက်စားချေဖို့နီလန်းကိုလည်းရှာဖွေနေခဲ့ပါတယ်။တစ်ဖက်မှာတော့ Raiden ကဟန်ဆိုရဲ့ကလေးငယ်လေးကိုလုံခြုံတဲ့နေရာမှာဖွက်ထားခဲ့ပြီးတော့ကိုးမမွေးကလေးကငကားအမှတ်သားရှိနေရတာကသူနဲ့သူ့ရဲ့ဘိုးဘွားတွေဟာဟန်ဆိုရဲ့မျိုးဆက်တွေဖြစ်နေလို့ပါလို့ Raiden ကနောက်ဆုံးမှာတော့ဝန်ခံခဲ့ပါတယ်။ Raiden ကဟန်ဆိုဟာအတော်ဆုံးနေညာတွေကတယောက်ဖြစ်တယ်ဆိုတာကိုမှတ်မိနေခဲ့သလိုအခနာကိုဘလို့မှဖွင့်လို့မရတဲ့ကိုးကိုမြင်ပြီးတော့လည်းစိတ်ပြက်အားငယ်ခဲ့ပါတယ်။
ကိုကကဘာကျူတိုက်ခိုက်သမားဖြစ်လို့မထိုက်တန်ဘူးလို့ခံစားမိတာကြောင့်ရိုက်တာကနောက်ဆုံးမှာတော့ကိုကိုဖျားချောင်းကနေနှင်ထုတ်ခဲ့ပါတယ်။ဒီအတော်တွင်းမှာတော့ရှန်ဆောင်ကသူ့ရဲ့လက်အောက်ခံအော်ဝါတိုက်ခိုက်သမားတွေနဲ့ဆွေးနွေးနေခဲ့ကြသလိုသူတို့ဟာရိုက်တာရဲ့ဒိုင်းကောင်ကိုဖျက်ဆီးပြီးတော့အဲ့နေရာတွေကိုဝင်ရောက်ခါဘာကျူကတိုက်ခိုက်သမားတွေကိုရှင်းလင်းတုတ်တင်ပစ်ဖို့အတွက်နီးပြူဟာတွေကိုစဉ်းစားနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ရှန်ဆောင်ကသူ့ရဲ့လက်အောက်ခံကေဘဲနီးပြူဟာကိုသဘောတူခဲ့ပါတယ်။တိတ်မကြခင်မှာပဲကေဘဲဟာတချိန်ကသူ့ရဲ့အဖေဟောင်းကာနူနဲ့တွေ့ဆုံခဲ့သလိုကေဘဲဘေးတဲ့ဈေးကြီးတဲ့စူဂျေးတွေကိုလိုချင်တာကြောင့်ကာနူကသစ္စာဖောက်ဖို့အတွက်သဘောတူခဲ့ပါတယ်။ဘလို့မှမသိလိုက်တဲ့အချိန်မှာကာနူဟာသူ့ရဲ့မျက်လုံးကလေစာရောင်ကြီးကိုအသုံးပြုပြီးတော့ဖျားချောင်းဒိုင်းကရဲ့ဘိုးချက်ကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒီဖျက်ကြောင့်ရှမ်းဆောင်တဲ့အော်ဝါတိုက်ခိုက်သမားတွေဟာနောက်ဆုံးမှာတော့ဖျားချောင်းတွေကိုဝင်ရောက်နိုင်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ကဘာကျူနဲ့အော်ဝါတိုက်ခိုက်သမားတွေကြားပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးဒီနေရာမှာတော့လျူခန်းကကေဘဲကိုပြန်လည်ရင်ဆိုင်တိုက်ခိုက်နေတာကိုမြင်တွေ့ခဲ့ကြရပါတယ်။ဂျက်တယောက်ရီကိုနဲ့ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်နေတယ်လို့ဆွန်ညာကလည်းကန်နိုနဲ့ရှင်ပြိုင်နေခဲ့ပါတယ်။အဲဒီချိန်မှာကိုလောင်ကတော့အတောင်ပံပါတဲ့ရန်သူတယောက်နဲ့အပြင်းထန်တိုက်ခိုက်နေခဲ့ရပါတယ်။သူ့ရဲ့ညံစွမ်းနဲ့အမြဲတမ်းအားကိုးရတဲ့အုတ်ထုပ်ကိုအသုံးပြုပြီးတော့ကိုလောင်ကတော့အတောင်ပံပါတဲ့ရန်သူကိုအပြင်းထန်တိုက်ခိုက်နေတုတ်တင်နိုင်ခဲ့ပါတယ်။ပွဲတွေကရှုပ်ရှက်ခတ်နေခဲ့တဲ့အချိန်မှာဂျက်တယောက်ကန်နိုရဲ့တိုက်ခိုက်မှုကြောင့်ကြောက်တိုးရောက်မှပိတ်မိနေတဲ့ဆွန်ညာကိုကူညီဖို့ကြိုးစားနေရပါတယ်။ဒီလိုရုန်းကန်နေကနေဂျက်တယောက်သူ့ရဲ့လှုပ်ဝက်စွာကိုဖော်ထုတ်နိုင်ခဲ့တာကြောင့်သူ့ရဲ့ဇီဝလက်မောင်းတစ်ဖက်ကလည်းအရင်ကထပ်ပိုပြီးတော့အများကြီးအားပြင်းလာခဲ့ပါတယ်။ဒီလက်မောင်းနေနဲ့ပဲဂျက်ကဆွန်ညာကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်။တပြိုင်နက်တည်းမှာပဲကိုကရေဒန်ဟက်ပေါ်တယ်ကိုအသုံးပြုပြီးတော့အင်ကိုပြန်သွားခဲ့ပါတယ်။အင်ကိုရောက်ချင်မှာပဲကိုရိုရဲ့တိုက်ခိုက်မှုကနေသူ့မိသားစုကိုကာကွယ်ဖို့အတွက်ရုန်းကန်နေရပါတယ်။ဒီကောင်အင်ကိုရိုကတော့ရှမ်းစွန်းကကိုတတ်ဖို့ဆေးလွတ်လိုက်တဲ့အော်ဝါတိုက်ခိုက်သမားတယောက်ဖြစ်နေတာဟုတ်ဗျ။ဒီလိုသေမင်းနဲ့ရင်ဆိုင်ရမယ့်အခြေအနေမှာကိုတယောက်သူ့ရဲ့လှုပ်ဝက်စွာကိုဖော်ထုတ်နိုင်ခဲ့တာကြောင့်တာမန်ကာကွယ်နိုင်စွမ်းထက်အများကြီးတာလုံးနဲ့တန်ချက်ကဝစ်စုံကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ဒီအချိန်ကစပြီးတော့ကိုရိုနဲ့ရှင်ပြိုင်တိုက်ခိုက်ခဲ့သလိုသူ့ရဲ့လှုပ်ဝက်စွာဖြစ်တဲ့တိုဗာလက်နက်တစ်ခုနဲ့ကိုရိုကိုစူးစိုးဝါတိုက်ခိုက်ပြီးတော့တုတ်တင်နိုင်ခဲ့ပါတယ်။ကိုရဲ့အခြေအနေကိုသိလိုက်ရတဲ့အခါရေဒန်ကသူ့ကိုပေါ်တယ်သုံးပြီးတော့ဖျားချောင်းကိုပြန်ပို့ခဲ့ပါတယ်။တိတ်မကြခင်မှာပဲကိုဆက်ဇီရိုရဲ့တိုက်ခိုက်မှုကနေကာကွယ်ဖို့အတွက်ကိုလောင်ကစူးစမ်းနေရပါတယ်။ဒီလိုကိုလောင်ရဲ့အာယုန်တွေလွဲနေခဲ့တဲ့အချိန်မှာရှမ်းစွန်းကအခွင့်အရေးကိုယူပြီးတော့ကိုလောင်ဝင်းကျင်ကိုစုပ်ယူဖျက်ဆီးပစ်ခဲ့တာကြောင့်ကိုလောင်တယောက်သေဆုံးသွားခဲ့ရပါတယ်။ကိုလောင်သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာတော့ရေဒန်ကကဘာတိုက်ခိုက်သမားတွေကိုရှမ်းစွန်းမြောင်းနိုင်တဲ့လေဟာနေတွေကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒီလိုမျိုးကိုလောင်ရဲ့သေဆုံးမှုကြောင့်လျူကန်တယောက်လည်းထရိုလီကိုစိတ်ထိခိုက်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူကကိုလောင်ကိုသူ့ညီရင်းတယောက်လိုသဘောထားခဲ့တာဟုတ်ဗျ။ဒါအပြင်ကိုလောင်ဟာအရန်ကိုအစွမ်းထက်တဲ့တိုက်ခိုက်သမားတယောက်လည်းဖြစ်တာကြောင့်သူ့ရဲ့သေဆုံးမှုကကဘာတိုက်ခိုက်သမားတွေအတွက်လည်းတကယ်ကိုကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။သူတို့ဆွေးနွေးနေတဲ့အချိန်မှာရေဒန်ကဟန်ဆိုရဲ့ကြံရင်ခဲ့တဲ့တမြောင်ကိုကိုစီကိုပေးရလိုက်ပါတယ်။အိလက်နက်ကိုဟန်ဆိုသေဆုံးပြီးကစားမှာရေဒန်ကယူထားခဲ့တာဖြစ်ပါတယ်။ဟန်ဆိုရဲ့သွေးတမြောင်မှာကပ်ပါနေတာကိုကြည့်ပြီးတော့ရေဒန်ကကိုဟာဒီလက်နက်ကိုသုံးပြုပြီးတော့ဟန်ဆိုရဲ့စွာရီနဲ့တူတိုက်ခိုက်နိုင်လိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကိုကသူ့ရဲ့တငယ်ချင်းတွေကိုပြန်လည်နိုးကြပြီးတော့လက်စားချေတိုက်ခိုက်ဖို့အတွက်တိုက်တွန်းခဲ့ပါတယ်။ကိုရဲ့နီးပြူဟာအတိုင်းရေဒန်ကသူတို့ကိုဖျားချောင်းမာတော့ကမနိုင်ခဲ့တဲ့အော်ဝါတိုက်ခိုက်သမားတွေနဲ့ထပ်ပြီးတော့ရင်ဆိုင်ဖို့အတွက်ပြန်လည်ဆေးလုပ်ခဲ့ပါတယ်။အချိန်တွေလည်းကုန်လွန်ပြီးတဲ့နောက်မှာတော့လျူကန်တယောက်ကာဘယ်နဲ့ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။သူ့ရဲ့အဆုံးစွန်တိုက်ခိုက်မှုနဲ့လျူကန်ကမီးနဂါးကြီးတစ်ကောင်ကိုဖန်တီးခဲ့ပြီးတော့ကာဘဲကိုအပီးသက်တက်ပြစ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဂျက်ကရီကိုသူ့ရဲ့သေစင်နိုင်တဲ့လက်ပလာတိုက်ခိုက်မှုတွေနဲ့ရှင်းလင်းပြစ်နိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာဆွန်ညာကကန်နိုရဲ့လေစာရောင်ကြီးထုတ်လို့ရမှာအသုံးပြုနေတဲ့ညာဘက်မျက်လုံးကိုမလှုပ်ရှားနိုင်အောင်လုပ်ပစ်ခဲ့ပါတယ်။တိုက်ပွဲရဲ့အထိုးထက်ရောက်နေချိန်မှာဆွန်ညာကကန်နိုရဲ့မျက်လုံးသားတစ်ဝိုက်ကိုဓာတ်နဲ့ထိုးပြီးတော့တက်ပြစ်နိုင်ခဲ့ပါတယ်။ကန်နိုသေဆုံးသွားတဲ့နဲ့သူ့ရဲ့ငကားအမှတ်သားကဆွန်ညာရဲ့ခန္ဓာကိုယ်စီကိုကူးပြောင်းသွားခဲ့ပါတယ်။ဒါဆိုရင်ဆွန်ညာဟာအခုအချိန်မှာကဘာတိုက်ခိုက်သမားတယောက်ဖြစ်လာပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။ဒီတစ်ခါတော့မီလီနာနဲ့တိုက်ခိုက်နေရတဲ့တယောက်ကထရိုလေးကိုဒုက္ခရောက်နေခဲ့ရပါတယ်။ဒီလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ချိန်မှာတော့ဆွန်ညာကရုတ်တရက်ရောက်လာခဲ့ပြီးသူ့ရဲ့စွမ်းရည်တွေကိုပြစ်လွှတ်လိုက်တာကြောင့်မီနာတယောက်သေဆုံးသွားခဲ့ရပါတယ်။အဲ့ဒီသေစီနိုင်တဲ့စွမ်းရည်ကတော့ဆွန်ညာရဲ့လှုပ်ဝက်စွမ်းအားဖြစ်နေတာဟုတ်ဗျ။သိမကြခင်မှာပဲဆက်ဂျီရိုကရောက်လာပြီးတော့ကိုရဲ့ဇနီးနဲ့ကလေးကိုတိုက်ခတ်ခဲ့ကြောင်းပြသခဲ့ပါတယ်။သူမိသားစုရဲ့အသက်အန္တရာယ်ကိုသဘောပေါက်လိုက်တာနဲ့ကိုတယောက်ဆက်ဂျီရိုကိုနောက်ကနေလိုက်ခဲ့ပါတယ်။အဲ့နောက်မှာတော့သူတို့နှစ်ယောက်ဆက်ဂျီရိုရဲ့ဘုံခွေရနေရာမှာထိတ်တိုက်ရင်ဆိုင်တိုက်ခတ်ခဲ့ကြပါတယ်။ကိုကဟန်ဆိုရဲ့မျိုးဆက်မှန်သိလိုက်ရတာနဲ့ဆက်ဂျီရိုကကိုတတ်ဖို့အတွက်ပို့ပြီးတော့ရီမန်းချက်ကြီးလာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဆက်ဂျီရိုကဟန်ဆိုရဲ့မျိုးဆက်တွေကိုအမြင့်ပြတ်ချေမှုံဖို့အမြဲတမ်းဆုံးဖြတ်ထားခဲ့တာဟုတ်ဗျ။တိုက်ပွဲပို့ပြီးတော့ခက်ခဲလာတဲ့ချိန်မှာတော့ကိုကဟန်ဆိုရဲ့ဓမြောင်ကိုထုတ်သုံးခဲ့ပါတယ်။စက္ကန့်ပိုင်းနေငယ်ကြာမှာတော့ဟန်ဆိုကရုတ်တရက်ပေါ်လာပြီးဆက်ဂျီရိုကိုတန်းတိုက်ခိုက်လိုက်ပါတယ်။တိုက်ခိုက်နေကနေဟန်ဆိုကသူဟာငဲပြီးကနေပြန်လည်နိုးထလာခဲ့တာဖြစ်ပြီးတော့ဆက်ဂျီရိုကိုလက်စားချေဖို့မစ်ရှင်နဲ့ရောက်လာတာပါဆိုပြီးတော့ဝန်ခံပြောဆိုခဲ့ပါတယ်။အခုဆိုရင်ဟန်ဆိုကသူ့ရဲ့နာမည်ကိုစကော်ပီယန်လို့ပြောင်းထားခဲ့ပါပြီ။တစ်ဖက်မှာကိုကသူ့စနီးနဲ့ကလေးတွေကိုအေးခဲစေတဲ့ရေခဲတွေကိုချိုးဖျက်ဖို့အတွက်ကြိုးစားနေရပါတယ်။ကိုကသူ့ရဲ့လှုပ်ဆောင်ချက်ကိုခဏရပ်ဆိုင်းပြီးတော့ဆက်ဂျီရိုကိုနိုင်ဖို့အတွက်စကော်ပီယန်နဲ့ပူးပေါင်းခဲ့ပါတယ်။
ဒီအချိန်မှာတော့ Scorpion ကသူ့ရဲ့မီးနဲ့ပတ်သက်တဲ့နေစနစ်အသစ်တွေကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့မိသားစုကိုအေးခဲနေစေတဲ့ရေခဲတွေကိုဖျက်ဆီးပေးခဲ့ပါတယ်။ Sub-Zero တယောက်ထောင်းကျနေတာကိုမြင်လိုက်ရတဲ့ Scorpion ကသူ့ကိုကူညီတာကိုရပ်တန့်ပြီးတော့သူ့မိသားစုကိုကယ်တင်မှုအာရုံစိုက်ဖို့ပြောခဲ့ပါတယ်။အဲနောက်မှာတော့ Scorpion ကသူ့ Netherrealm မှာပိတ်မိနေခဲ့တဲ့အချိန်တုန်းကငရေမီးတွေကိုထိန်းချုပ်နိုင်ခဲ့ကြောင်းထုတ်ဖော်ပြောပြခဲ့ပါတယ်။သူ့ရဲ့အဆုံးစွန်တိုက်ခိုက်မှုဖြင့် Scorpion ကငရေမီးတွေကိုမှုတ်ထုတ်လိုက်တာကြောင့် Sub-Zero ကိုအောင်မြင်စွာအနိုင်ယူနိုင်ခဲ့ပါတယ်။အဲဒီနေရာကနေမထွက်ခွာခင်မှာ Scorpion ကသူလွန်မြောက်လာတာကိုကြောင့်မှလို့ဝန်ခံပြောကြားခဲ့ပါတယ်။ Scorpion ကကိုဟန်ဆိုရဲ့မျိုးဆက်တွေကိုအမြဲတမ်းကာကွယ်ပေးဖို့မှာကြားခဲ့ပါတယ်။ကိုတယောက်သူ့ရဲ့မိသားစုကိုအာရုံစိုက်နေတဲ့အချိန်မှာရေဒန်နဲ့ကမ္ဘာတိုက်ခိုက်သမားတွေကအကူအညီပေးဖို့အတွက်ရောက်လာခဲ့ကြပါတယ်။ကိုက Sub-Zero ကိုနိုင်ယူအောင်မှာပါဝင်ခဲ့တဲ့အတွက်ရေဒန်နဲ့တော်လေးကိုအထင်ကြီးသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့ရဲ့တိုက်ခိုက်သမားတွေကိုဆုံးရှုံးသွားခဲ့ရတဲ့ရှန်ဆုံကရေဒန်စီကိုရောက်လာခဲ့ပါတယ်။ရှန်ဆုံတယောက်သူ့ရဲ့ရှုံးနိမ့်မှုကိုခါးသီးသီးလက်စားချေဖို့အတွက်တက်အင်အားပြည့်နဲ့ပြန်လာမယ်လို့ခါးသီးသီးချိန်ချောက်နေခဲ့တဲ့အချိန်မှာဆရာသမားရေဒန်ကတော့သူ့ကိုအတင်းအားဓမ္မပြင်ပကဘာကိုပြန်ပို့လိုက်ပါတယ်။ဒီလိုနဲ့ကြန့်ရှိနေသေးတဲ့ကမ္ဘာမြေသားသူရဲကောင်းတွေကိုလည်းသတိအမြဲရှိကြဖို့အတွက်သတိပေးစကားပြောကြားပြီးတဲ့နောက်မှာတော့ကိုနဲ့သူရဲ့တငယ်ချင်းတွေကိုနောက်လာမယ့် Model Combat ပြိုင်ပွဲအတွက်အင်အားလုံလောက်ရဖို့အတွက်တခြားကမ္ဘာမြေသားသူရဲကောင်းတွေကိုထပ်မံစုဆောင်းစေခဲ့ပါရတယ်။ဇကားပြီးပြီလေဆက်ကြည့်ခြင်းကွာ Telegram နေထောင်းပြီးတော့ကြည့်လိုက်တော့ဇလန်ပြောရတာလေအာညောင်းနေပြီဘီယာလေးပါလေလန်းထိပ်မှာသွားကက်လာအောင်မူးကျင်နေသူများလိုက်ခဲ့ကြပါဦး